ပိုက်ဆံဆိုတာရှာရအိတ်ရန်ခက်တယ်လွယ်လွယ်နဲ့ရတယ်လို့မထင်နဲ့ဒီလိုစီးပွားရေးအခြေအနေမျိုးမှာတစ်ချက်ချင်းစီငါဒီတစ်ချက်အကြောင်းပြောနိုင်ဖို့ဘလောက်တောင်ပင်ပန်းကြရလဲဆိုတာမင်းတို့ပဲကြည့်လိုက်တော့မင်းတို့တွေဇွဲလုံးလာဝီရီယာရှိကြရမယ်အလောက်အကျွေးရှာဖွေစားတော့ရတာကိုမငင်းငွေကြနဲ့အာမလျှော်ကြနဲ့မင်းတို့ဘဝကိုဆက်ပြီးတိုးတက်အောင်လုပ်ရမယ်ဘဝမှာပင်ပန်းရုန်းကန်နေရတဲ့သူတွေပိုက်ဆံရှာရတာပင်ပန်းခက်ခဲနေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေအနေနဲ့စူဆောင်းတတ်ဖို့လိုတယ်ဖြုံးတီးတာမျိုးတွေမလုပ်ပါနဲ့ကိုအကြောင်းတရားကိုကိုယ်တိုင်ပဲဖန်တီးရမယ်မင်းတို့နတ်ဒေဝတွေတန်ကိုကြီးအရာတွေကိုဘလောက်ပဲသွားပြီးအတနာခံတောင်းပန်ဘယ်သူမှမင်းတို့ကိုမကူညီနိုင်ဘူးနတ်မင်းတွေကမင်းတို့ဘဝကိုဒီလိုအခြေအနေတွေကနေလွတ်မြောက်အောင်ဘေးကင်းအောင်မလုပ်ပေးနိုင်ဘူးနတ်တွေလည်းမင်းကိုမကယ်နိုင်ဘူးဘေးရင်ဆရာလည်းဒီလိုစီးပွားရေးချက်တဲတဲ့ခေတ်ထဲမှာမင်းကိုဘေးကင်းအောင်မကူညီနိုင်ဘူးမိမိကိုယ်သာကိုယ်ွယ်ရပဲပိုက်ဆံဆိုတာရှာရအိတ်ရန်ခက်တယ်လွယ်လွယ်နဲ့ရတယ်လို့မထင်နဲ့ဒီလိုစီးပွားရေးအခြေအနေမျိုးမှာတစ်ချက်ချင်းစီငါဒီတစ်ချက်အကြောင်းပြောနိုင်ဖို့ဘလောက်တောင်ပင်ပန်းကြရလဲဆိုတာမင်းတို့ပဲကြည့်လိုက်တော့မင်းတို့တွေဇွဲလုံးလာဝီရီယာရှိကြရမယ်အလောက်အကျွေးရှာဖွေစားတော့ရတာကိုမငင်းငွေကြနဲ့အာမလျှော်ကြနဲ့မင်းတို့ဘဝကိုဆက်ပြီးတိုးတက်အောင်လုပ်ရမယ်ဘဝမှာပင်ပန်းရုန်းကန်နေရတဲ့သူတွေပိုက်ဆံရှာရတာပင်ပန်းခက်ခဲနေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေအနေနဲ့စူဆောင်းတတ်ဖို့လိုတယ်ဖြုံးတီးတာမျိုးတွေမလုပ်ပါနဲ့ကိုအကြောင်းတရားကိုကိုယ်တိုင်ပဲဖန်တီးရမယ်မင်းတို့နတ်ဒေဝတွေတန်ကိုကြီးအရာတွေကိုဘလောက်ပဲသွားပြီးအတနာခံတောင်းပန်ဘယ်သူမှမင်းတို့ကိုမကူညီနိုင်ဘူးနတ်မင်းတွေကမင်းတို့ဘဝကိုဒီလိုအခြေအနေတွေကနေလွတ်မြောက်အောင်ဘေးကင်းအောင်မလုပ်ပေးနိုင်ဘူးနတ်တွေလည်းမင်းကိုမကယ်နိုင်ဘူးဘေးရင်ဆရာလည်းဒီလိုစီးပွားရေးချက်တဲတဲ့ခေတ်ထဲမှာမင်းကိုဘေးကင်းအောင်မကူညီနိုင်ဘူးမိမိကိုယ်သာကိုယ်ွယ်ရပဲ